Crypto night ချစ်တော်ညီကောင်မတို့ပေါင်းလို့ခင်ဗျာဆမ်မြတ်ဆွေ YouTube channel ကနေပြန်လဲကြိုဆိုပါတယ်ဒီကနေ့ဆက်လက်ပြီးတော့မှကျွန်တော်ဝင်ငှလို့တဲ့အကြောင်းလေးရတော့မနေ့ကကျွန်တော်ပထမပိုင်းလေးမှာသခင်ရှုခတော်ဖခင်ရဲ့ကတဲ့ခြင်းဟာခန္ဓာစိတ်ဝိညာဉ်သုံးပါးစလုံးကတဲ့နေဆိုတာကိုဝင်ငှခဲ့ပါတယ်ဒီနေ့မှာတော့ဒီအရာရဲ့နောက်ဆက်တွဲဝိညာဉ်ရေးရာနော်ဝိညာဉ်နယ်ပယ်ကောင်းကြီးမင်္ဂလာလွတ်မြောက်ခြင်းလေးကိုဆက်လက်ပြီးဝင်ငှလို့ပါတယ်ကျွန်တော်တို့မှာခန္ဓာကိုယ်ရုပ်အပြင်ဆုံးပိုင်းစိတ်နှလုံးအတွင်းပိုင်းနာမ်ဝိညာဉ်အတွင်းဆုံးပိုင်းသုံးပိုင်းရှိတယ်စိတ်နှလုံးသည်မမြင်ရဘူးနာမ်ဝိညာဉ်သည်မမြင်ရဘူးထိတွေ့ကင်တွယ်လို့မရဘူးတနည်းအားဖြင့်ပြောရင်ပို့ပြီးတော့နက်နဲတယ်ကိုယ်ခန္ဓာသည်မြင်ရတယ်ထိတွေ့ကင်တွယ်လို့ရတယ်တနည်းအားဖြင့်ပြောရင်ဒီကောင်အကျမ်းတယ်ပဲကိုယ်ခန္ဓာအကျမ်းတယ်ပဲဘာလို့လဲကျွန်တော်ကိုယ်ခန္ဓာကိုဘုရားသခင်မြေမှုန့်ကနေဖန်ဆင်းထားတာမြေမှုန့်ယူပြီးတော့မှနော်ကျွန်တော်တို့နည်းနည်းဟိုမြေကြီးကနည်းနည်းညိုတဲ့မြေကြီးယူမိလားမသိဘူးဟုတ်လားဒါနဲ့ညိုဒီစရာပြောတာပါနော်ဆိုတော့ဒီမြေမှုန့်ကိုယူပြီးတော့မှခန္ဓာကိုယ်ဒီအပြင်ဘက်မြင်ရတဲ့ထိတွေ့ကင်တွယ်လို့ရတဲ့အပြင်ဘက်ကိုပြုတ်လုပ်လိုက်တယ်ဒါကဖန်ဆင်းခြင်းကို creation theory ကိုကြည့်မယ်ဆိုရင်အဆင့်နဲ့ဆင့်ရှိတယ်နော် formatted နဲ့ created formatted form ပုံစံသွင်းခြင်းဒီလူရဲ့ကိုယ်ခန္ဓာကိုမြေမှုန့်ကနေဘုရားသခင်ပြုတ်လုပ်တယ် make နော် make alive ဆိုတော့မြေမှုန့်ကနေသူပြုတ်လုပ်တယ်အသက်မရှိသေးဘူးဒီခန္ဓာကိုယ်ကြီးကပြောကြခြင်းဆိုကျွန်တော်ငယ်ငယ်တော့ဟိုချောင်းဘေးမှာရှွန့်လေးနဲ့နွားရုပ်ကလေးတွေကျွဲရုပ်ကလေးတွေနော်ဟိုရုပ်ကလေးတွေလှုပ်တဲ့ပုံစံပဲဒီပုံစံသဘောပဲနော်ဆိုတော့မြေမှုန့်နဲ့ရှွန့်နဲ့ကျွန်တော်ဒီခန္ဓာကိုယ်ပြုတ်လုပ်တဲ့ပုံစံသွင်းတယ်အဲ့ဒီခန္ဓာတဲ့ကိုမှဒုတိယအဆင့် formative ဒုတိယအဆင့်က creative ဒုတိယအဆင့်ဘုရားသခင်ကသူ့ရဲ့ဝိညာဉ်အသက်ကိုဖြစ်စေတဲ့ဝိညာဉ်ကိုလူထဲကိုပုတ်သွင်းလိုက်တာသူအတွင်းထဲကနေလာသူစီရလာတယ်ဘုရားစီရလာတယ်အထဲမှာဘာဖြစ်လာလဲအသက်ဖြစ်လာတယ်ဘာလို့နာမည်တက်လဲဝိညာဉ်တပြိုင်နက်တည်းဒီခန္ဓာမှာခံစားစေတတ်တဲ့စိတ်ရှင်သန်လာတယ်ကျမ်းစာဒီလိုပြောတယ် he living began so နော်ဆိုတော့အဲ့တော့ဒီမျက်မြင်ရတယ်ထိတွေ့ကင်တယ်လို့ရတဲ့ခန္ဓာကတော့တကယ်တော့ဘာမှဟိုပြောပလောက်တာမဟုတ်ဘူးနော်တကယ်တော့ဦးစားပေးရမယ့်ຢာလည်းမဟုတ်ဘူးလူတွေကတာဦးစားပေးတယ်လူတွေကတာတန်ဖိုးထားတယ်လူတွေကတာအလှဆင်တယ်ခန္ဓာကိုယ်ကောင်းကောင်းစားဖို့ကောင်းကောင်းဝေးရဖို့ကောင်းကောင်းနေရဖို့တခါတည်းရွှေတွေပါလေစိတ်နေပါလေနော်တခါတည်းဟိုကြောက်မြက်မျိုးစုံတွေဆင်လိုက်သေးတယ်အဝတ်ဆိုရင်လည်းဟာလာတောင်းချီတန်းသိမ့်ချီတန်းဆင်လိုက်သေးတယ်မဆာသဖြင့်ဒီခန္ဓာကိုယ်ဒါပေမဲ့ဒီခန္ဓာကိုယ်အတွင်းထဲမှာအိမ်တစ်လုံးနဲ့ပြောမယ်ဒီခန္ဓာအိမ်အတွင်းမှာဘယ်သူနေလဲဆိုတော့စိတ်နေတယ်စိတ်နှလုံးစိတ်နေတယ်အဲ့ဒီစိတ်ရဲ့အတွင်းဆုံးထဲမှာမှဘယ်သူနေလဲဆိုရင်ဝိညာဉ်နေတယ်အဲ့တော့ဝိညာဉ်အိမ်သည်စိတ်ရဲ့အိမ်သည်ခန္ဓာဒါပေမဲ့ဒီခန္ဓာကိုလူတွေကစိတ်ဝင်စားတာဒီခန္ဓာကိုတကယ်တော့စိုးကနှစ်ပါးတခိုးတီးဟူသောစတမနတ်နတ်ဆိုးနဲ့ကယ်တင်ရှင်တီးဟူသောယေရှုခရစ်တော်ကလူရဲ့ခန္ဓာကိုစိတ်ဝင်စားအောင်ဘာလို့စိတ်ဝင်စားလဲဆိုတော့အတွင်းနှလုံးသားကိုစိတ်ဝင်စားတယ်အတွင်းနှလုံးသားကိုစိတ်ဝင်စားတယ်ဓမ္မရာဆိုရင်ပထမအဆောင်မှာကြည့်ပါဒါဝိဒ်အကို3ယောက်နော်အမိနဒတ်ရှိမှသူတို့အေလျာဘ3ယောက်ကိုရှမွေလရှေ့မှာလမ်းလျှောက်စေတဲ့အခါအဲ့မှာနောက်ထပ်ညီကိုတွေနောက်ထပ်4ယောက်9ယောက်အားလုံးလျှောက်စေတဲ့အခါအေလျာဘကြီးတက်လာတယ်ထောင်မောင်းနဲ့ဘလောက်တောင်းနဲ့အဲ့ဒီခါမှာရှမွေလကရောင်ရမ်းပြီးတော့အထင်အမြင်လူအတွေ့လူအမြင်အပြင်ပန်းတရံကိုကြည့်ပြီးတော့ဘယင်အဖြစ်စီလောင်းပြီးဗိတ်သိက်ပေးမဲ့ကြံတဲ့အခါဘုရားသခင်ပြောတဲ့စကားရှမွေလထိုင်သူ့ကိုငါမရွေးဘူးပေးပြီမင်းသူ့အရက်မောင်သူ့ရဲ့ရုပ်ဆင်းအင်္ဂါကိုမကြည့်နဲ့လူဟာအပြင်ပန်းတရံကိုကြည့်ရှုတတ်တယ်
လူသည်အပြင်ပန်းတရံကိုကြည့်ရှုတတ်တယ်ထာဝရဘုရားမူကစိတ်နှလုံးကိုကြည့်ရှုဘုရားစိတ်နှလုံးကိုစိတ်ဝင်စားတာနော်စိတ်ဝင်စားအကြောင်းမလို့တုတ်တန်ချမ်းမှာပြောလဲငါသားသင်နှလုံးကိုငါအားပေးလို့ဘုရားခင်ဒီနှလုံးကိုလိုချင်တာခန္ဓာကိုယ်ပေးလို့ပြောအောင်တော့ကျမ်းစာသင်နှလုံးကိုငါအားပေးလို့ဘာကြောင့်လဲဘုရားကဒီနှလုံးကိုစိတ်ဝင်စားတယ်ဘုရားကဒီနှလုံးကိုရချင်တာအပိုင်ရချင်တာဒီတိုင်းပဲတစ်ဖက်မှာလေအဲ့တခိုးတီးဟူသောစတမနမိတ်စာနတ်ဆိုးဝိညာဉ်ဆိုးကလူရဲ့နှလုံးသားကိုစိတ်ဝင်စားတယ်ဘာလို့ဆိုဒီနှလုံးရသူခန္ဓာရပြီလေလူကဝိညာဉ်ဆိုတဲ့နံကိုခဏထားလိုက်ရင်လူမှာထင်ရှားတာကစိတ်နဲ့ခန္ဓာပဲဒါကြောင့်မလို့လောကမှာစကားရှိတယ်မလားစိတ်သွားတိုင်းကိုပါလို့လူရဆန္ဒပြေဝပါစေကိုစိတ်နှစ်ဖြာချမ်းသာချမ်းသာပါစေဟမ်ဒီဟာလေးစကားရှိတယ်လောကမှာအဲ့တော့စိတ်ကဆောင်လိုက်ငါဖျားချောင်းသွားမယ်ကွာထသွားလိုက်တာဟာငါဘီယာဆိုင်သွားမယ်ကွာထသွားလိုက်တာဟာငါဈေးသွားမယ်ကွာထသွားလိုက်ဟာငါဒါလုပ်မယ်ကွာကြံစီစိတ်ကအရင်ကြံစီတယ်အဲ့ကြံစီတဲ့အရာနောက်ကိုခန္ဓာကလိုက်ပြီးတော့မှလှုပ်သွားတယ်အဲ့တော့ဒီခန္ဓာကိုဘာကလွှမ်းမိုးလဲဆိုရင်စိတ်ကလွှမ်းမိုးတယ်စိတ်ကလွှမ်းမိုးတယ်ဒါကြောင့်မလို့ဒီစိတ်နှလုံးကိုဘုရားကလည်းစိတ်ဝင်စားတယ်တစ်ဖက်ကနတ်ဆိုးကလည်းစိတ်ဝင်စားတယ်စတန်လည်းစိတ်ဝင်စားတယ်အဲကြောင့်စတန်ကခိုးဖို့အတွက်ချောင်းမြောင်းတာဘာကိုခိုးဖို့အတွက်လဲစိတ်နှလုံးကိုခိုးဖို့အတွက်ချောင်းမြောင်းတယ်လူရဲ့စိတ်နှလုံးကိုခိုးဖို့အတွက်ချောင်းမြောင်းတယ်နော်တဖြည်းဖြည်းတိမ့်သွင်းရွှေလေးပေးငွေလေးပေးရွှေစားလေးပေးငွေစားလေးပေးဟိုဟာလေးပေးဒါလေးပေးနောက်ဆုံးကြရင်တော့အားလုံးအနတ္တပြုတ်ဖို့ပဲလောင်ကစားသမားတွေပြောတာရှိတယ်ကျွန်တော်ကြားဘူးတယ်နော်ဟိုဗာချဲထိုးတဲ့လူတွေနှလုံးထိုးတဲ့လူတွေကက်စီနိုလာသွားလှုပ်တဲ့လူတွေကျွန်တော်ကြားဘူးတယ်ပထမပိုင်းတော့နိုင်တယ်ဗျာပေါက်တယ်ချစ်ချပေါက်တာနိုင်တာလေတကားမှမထိုးဘူးတဲ့လူဆိုရင်အများကြီးရတယ်ဆိုပဲအဲ့မှာဆွဲသွားသူဟာလွယ်လွယ်နဲ့ရလေပစံနော်ဆွဲသွားတယ်လည်းရတော့အဲ့လေးတခါထိုးရင်းနောက်ဆုံးတော့နိုင်တဲ့ဟာကုံယုံနေမကောက်အရင်မှာတချို့ကဘဝပါပြတ်သွားတဲ့လူရှိတယ်နော်ဘဝပါပြတ်သွားတဲ့လူရှိတယ်တကယ်ကိုပိုင်အိမ်နဲ့ခြံနဲ့ကားနှစ်စီးသုံးစီးပိုင်တဲ့လူအကုန်ပြုတ်ပြီးတော့မှလမ်းဘေးရောက်သွားတဲ့ဟာမျိုးကျွန်တော်တွေ့ဘူးတယ်ကြုံဘူးတယ်ကိုယ်တိုင်တော့မကြုံဘူးပေါ့နော်နောက်သူများပြောတာလည်းကြားဘူးတယ်တလောပဲကျွန်တော်ပြောတာကြားဘူးတယ်ဒီမှာဒီမြို့မှာလည်းအမလေးဆရာကြီးတဲ့အရင်တော့သူ့နာမည်ပြောလိုက်အပင်းငိမ့်ပုံစံမျိုးပဲအခုတဲ့အမအရက်တော့ဖို့တော့သူများဆရာ20ပေးပါ40ပေးပါလိုက်တောင်းနေတာတဲ့အော်ဆရာကြီးတော့လုံးဝမဖြစ်နိုင်ဘူးလို့ထင်ရတာနော်ဘာလို့လဲတခိုးကချောင်းနေတာလေနတ်ဆိုးကချောင်းနေတာစတန်ကချောင်းနေတာဘယ်အပေါက်ကနေပြီးတော့ဒီစိတ်နှလုံးခိုးရမလဲအဲ့တော့ဒီအတွင်းစိတ်နှလုံးထဲမှာအမျိုးသောသဘောတဘာဝတွေရှိတယ်စိတ်သဘောတွေလောဘဒေါသမောဟမာနကိလေသာကာမဂုဏ်ကိုယ်ကားတက်မဲ့ခြင်းမျက်စိတက်မဲ့ခြင်းလောကီစည်းစိမ်တက်မဲ့ခြင်းဝါကြွားခြင်းထင်ပေါ်ခြင်းအောင်မြင်ခြင်းမနာလိုခြင်းညှူးဆူခြင်းမြင်ပြင်းခြင်းကဲ့ရဲ့ခြင်းသူ့သေးပြအောင်ပြောဆိုခြင်းသခင်ရှုပြောတယ်လေအဲ့ဒါတွေအားလုံးကတဲ့လူအပြင်ကနေလာတာမဟုတ်ဘူးတဲ့လူအတွင်းကနေထွက်တာတဲ့အဲ့ဒါလူကိုညှဉ်းညူးစေတဲ့အရာတဲ့ဟောတွေ့လားအဲ့တော့ဒီအတွင်းထဲမှာရှိနေတဲ့သဘောတဘာဝတွေကတကယ်တော့အဲ့ဒါစာတန်ချောင်းနေတဲ့စာတန်ခိုးဖို့ပြင်ဆင်ထားတဲ့သူ့ရဲ့ခြေကုပ်စခန်းတွေဖြစ်တယ်ခြေကုပ်စခန်းတွေဖြစ်တယ်ဒါကြောင့်မလို့ဘုရားသခင်ကငါသားနှလုံးကအသက်ရဲ့အခြေမြစ်ဖြစ်တယ်နော်စိတ်နှလုံးသည်ခန္ဓာအိမ်ထဲမှာနေတယ်အဲ့ဒီစိတ်နှလုံးအိမ်ထဲမှာဝိညာဉ်နေတယ်ဝိညာဉ်ကအသက်စိတ်နှလုံးကတော့အသက်မဟုတ်ဘူးနော်ဝိညာဉ်ကအသက်အဲ့တော့စိတ်နှလုံးကိုပိုင်ရသွားရင်အဲ့ဒီစိတ်နှလုံးအိမ်ထဲမှာနေတဲ့ဝိညာဉ်ကိုလည်းကြိုက်သလိုထိန်းချုပ်ဖို့အတွက်ပိုင်ရသွားတယ်ဒီကနဲ့နေတယ်နော်ဝိညာဉ်နဲ့ပဲရဟောဆရာကျွန်တော်အခုနောက်ပိုင်းဒီဘောနကင်းလို့ပြောတဲ့ယုံကြည်သူလို့ပြောတဲ့သူတွေကိုတနာလာတယ်သလားသူတို့လေဘာမှမသိဘဲနဲ့ရှေ့တန်းမှာတနက်ကိုင်းပြီးမှရှေ့မှာရန်သူကဘယ်နာလဲရှိမှမသိဘလောက်များမှန်းလည်းမသိကိုခီးကဘလို့မှန်းလည်းမသိဘေးပတ်ကျွန်ဘာမှန်းလည်းမသိအဲ့ဒီလိုမျိုးစစ်မြေပြင်လေးကိုသွားနေတဲ့လူလို့ကျွန်တော်မြင်လာတယ်
ဘာလို့လဲဆိုဘေးဘယ်ညာပတ်လဲအထက်အောက်မှာကနတ်ဆိုးဝိညာဉ်ဆိုရန်သူကအချိန်မရွေးဝိုင်းပတ်လဲဝိုင်းနေတာနော်ချောင်းနေတာပြီးရင်အမြဲတမ်းစတမန်နဲ့ဘုရားသခင်ကိုပြန်ဖြေတဲ့စကားကြောက်စရာကောင်းတယ်နော်ယောဘဝတ္ထုမှာကောင်းကင်သားတွေကောင်းကင်တမန်တွေအစည်းအဝေးလုပ်တဲ့နေရာမှာစတမန်နဲ့လည်းရောရောင်ပြီးပါလာတယ်တဲ့ပါလာတဲ့အခါကျတော့အဲ့မှာဘုရားသခင်ကမေးတယ်ဟေးစတမန်ဘယ်ကနေလာတာလဲဆိုတော့အကျွန်ုပ်ဒီမြေကြီးပေါ်အရရလှဲ့လေခြင်းအမှုတွေကလာပါ၏ပြန်ဆိုတယ်တဲ့ဟာစတမန်နဲ့ယုံကမပိတ်ဘူးနော် तू က off day မရှိဘူးဖြစ်တယ်ဟာစတမန်နဲ့ယုံကအမြဲတမ်း OT ဆင်းနေတာ overtime ဆင်းနေတာ तू ကနော်ဘုရားသခင်ကကျွန်တော်တို့ကြည့်ရှုစောင့်ရှောက်ဖို့မအိပ်ဘူးလို့ပြောသလိုပဲကျွန်တော်ထင်စတမန်နဲ့လည်းမအိပ်ဘူးတင်တယ်ဘယ်နာမှာဘယ်ကောင်ခိုးရမလဲဘယ်ကောင်တတ်ရမလဲဘယ်သူ့တော့ငါဘယ်လိုပုံစံနဲ့နော်ဖြည့်ဆည်းရမလဲဆိုတာ तू ကလိုက်ပြီးတော့မှချောင်းနေတယ်ကြည့်နေတဲ့သဘောရှိတယ်နော်အဲ့လိုပြောလို့ကျွန်တော်တို့ကဘုရားသခင်နဲ့စာတန်ကိုပို့ကြောက်ဖို့တော့ပြောနေတာမဟုတ်ပါဘူးကျွန်တော်နော်သို့တော်ညာလေရန်သူကတကယ်ဒီပုံစံတိုင်းရှိတယ်ဆိုတာကိုသိစေချင်တယ်မြင်စေချင်တယ်အတ္တတာမှာသတိချက်စေချင်တယ်တမာသတိနဲ့သွားစေချင်တယ်ဝိညာဉ်တော်နဲ့သွားစေချင်တာဝိညာဉ်နယ်ပယ်ဝိညာဉ်လောကကိုရောက်ရှိပြီးတော့မြင်စေချင်တာပါနော်အဲ့တော့ तू ချောင်းနေတယ်သတိချက်လွတ်သွားရင်အဲ့ဒီလွတ်တဲ့အပေါက်ကနေဝင်လာအတွင်းထဲမှာရှိနေတဲ့စောစောကပြောတဲ့သဘောတွေလောဘဒေါသမောဟကိလေသာမာနနော်ဝါချခြင်းဂုံပြိုင်ခြင်းကာမဂုဏ်ကိုကတမချင်းမျက်စိတမချင်းမနာလိုခြင်းညူဆူခြင်းချောင်းဆောင်းချောင်းခြင်းသူ့အသေးပြအောင်ပြောဆိုခြင်းကြမ်းတမ်းခြင်းအမျက်ဒေါသထွက်ခြင်းစိတ်တူခြင်းစိတ်ဆိုးခြင်းဒီຢာတွေကတန်ရှင်းသောဝိညာဉ်တော်အရှိန်ငြိမ်းစေုံများမကအဲ့ဒီຢာတွေကစတန်နတ်ဆိုးအခွင့်အရေးရစေတဲ့ခြေကုပ်စခန်းတွေဖြစ်တယ်ပြဿနာကအဲ့ဒါတွေကကျွန်တော်ထဲထဲမှာရှိနေတယ်ဘယ်ထဲမှာလဲစိတ်နှလုံးထဲမှာရှိနေတယ်တော်တော်များများလူတွေကပြောကြတယ်တမန်ကျမ်းစာကိုကျမ်းစာတိုင်းပဲပြောတဲ့ခံယူတဲ့သူတွေကဘယ်နဲ့ငါတို့ကတန်ရှင်းသောဝိညာဉ်တော်ကျင်းဝတ်ထားတယ်လေကွာတဲ့တန်ရှင်းသောဝိညာဉ်တော်ကျင်းဝတ်ပြီးတဲ့သူကိုဘယ်လိုလုပ်ပြီးနတ်ဆိုးကဝင်မလဲတဲ့ဘယ်လိုပြောတယ်မှန်ပါတယ်ဝိညာဉ်တော်ကျင်းဝတ်တဲ့လူတွေကိုနတ်ဆိုးဘယ်လိုလုပ်ဝင်မလဲမှန်တယ်သို့တော်ညာလဲစိတ်နှလုံးအဲ့အပြင်လူခန္ဓာကအပြင်ဆုံးလူစိတ်နှလုံးကအတွင်းမှာရှိတဲ့အပြင်လူဝိညာဉ်ကအတွင်းဆုံးလူစိတ်နှလုံးကအတွင်းမှာရှိတယ်ဒါပေမဲ့ပြဿနာသူကဝိညာဉ်ရဲ့အပြင်မှာရှိနေတယ်အဲ့ဒါကိုစတန်ကနတ်ဆိုးအဖြစ်အထဲထဲမှာသူ့ရဲ့သဘောသူ့ရဲ့အကောင်သူစိတ်ခိုင်းတဲ့သူ့ကြွန်းတရားစင်ခြင်းခံရမယ်နောက်ဆုံးမှာတော့သွားမှာလေနော်စတန်မနဲ့လမ်းဆုံးကတော့ဟိုးမှာမရဏမှာမိငယ်ရဲမှာနေညမပြတ်ကန့်တယ်လောင်နဲ့မိငယ်ရဲမှာသွားရမှာဒါပေမဲ့အဲ့ဒီမသွားခင်အချိန်လေးမှာအခွင့်ရသမျှ तू ကတိမ်ကြုံပြီးအားကုန်မိကုန်အခုဆိုပို့ဆိုးသေးတယ်မိကုန်ရမ်းကုန် तू ကလူထဲတဲ့ကိုသူ့ရဲ့အစိတ်ကနံဝိညာဉ်ဖြစ်တဲ့ကြာစင်သောကောင်းကင်တမန်နတ်ဆိုးတွေထည့်ပေးတယ်လူကစိတ်ဆိုးဒေါသထွက်လာရင်သူ့မျက်နှာပြောင်းသွားတော့မျက်လုံးတွေပါပြောင်းသွားအယောင်တွေပါတောက်လာမီးတွေပါထွက်လာတယ်ဆိုတဲ့ပုံစံမျိုးဟုတ်လားငကားမျက်စောင်းပါညာဆိုကျွန်တော်ကြားဘူးလေမလားခက်ထန်ကြမ်းတမ်းမာကြောတဲ့ပုံစံဖြစ်သွားမှာတော့ဘယ်လိုလူအဲ့လိုမျိုးဖြစ်ချင်တယ်ဘယ်သူမှမဖြစ်ချင်သူမျက်နှာလေးကြည့်လိုက်အေးနေတာပဲနော်အေးချမ်းနေတာပဲသူမျက်နှာလေးကြည့်ရတာလေးတကယ်အေးချမ်းလိုက်တာနော်ဆိုတာဒီလိုမျိုးပဲပြောဆိုခဲ့ကျွန်တော်လည်းတစ်ချိန်လုံးလိုပဲပြောဆိုခဲ့ချင်တာကျွန်တော်ဆုတောင်းတောင်းတယ်တိလားဆုတောင်းတောင်းတယ်ဖျားခင်ကျွန်တော်မြင်တွေ့တဲ့လူတွေကလေအေးချမ်းမှုကိုခံစားရပါစေလို့ဆုတောင်းတောင်းတယ်ဒါပေမဲ့အပြင်မှာကျွန်တော်မြင်တဲ့လူတွေကကြောက်သွားဆိုမှမျက်နှာခက်တီးနေတချို့ကလန့်သွားတာအဲ့ပုံစံမျိုးဆိုတော့ဘသူကဖြစ်ချင်မှာလဲအဲ့ဒီတခါရုပ်ရှင်ကြမ်းတမ်းပြီးတော့တခါတည်းထွက်သွားတဲ့ပုံစံကြီးကိုကျွန်တော်ပြောမယ်အဲ့ဒါလေအဲ့စိတ်နှလုံးထဲမှာ strong hold ခြေကုပ်ရသွားတဲ့နတ်ဆိုးရဲ့တဒံပေါ်လာတာအချမ်းမို့ကျွန်တော်တို့ကနံပါတ်1ဒီစိတ်နှလုံးကိုဖယားကိုအကုန်ပေးဖို့လိုအပ်တာဖြစ်တယ်စိတ်ပြိုတော့ကိုနုတယ်တဲ့စိတ်အိုတော့ကိုပြိုတယ်အဲ့ပြိုတဲ့ကိုကပြိုရပ်ပင့်နဲ့ပြိုတာမဟုတ်ဘူးနော်ရပ်ရင်နဲ့ပြိုကျသွားတာနော်စိတ်ပြိုရင်စိတ်ပြိုဒီစိတ်ပြိုတာကတော့ရပ်ပင့်နဲ့ပြိုတာစိတ်ကနော်ပြိုလူပြိုပေါ့လူပြိုအပြိုတာပြိုရွယ်တယ်ဆိုတော့စိတ်ပြိုရင်ကိုနုတယ်စိတ်အိုရင်စိတ်ကအိုသွားပြီစိတ်တက်ကြနော်စိတ်ပြဲဝမ်းနဲ့ပူဆွေးအဲ့ထဲမှာပဲနှိမ့်မွန်းသွားရင်ရုပ်ကလေအလိုနေနဲ့ကြာအဲ့ဒါစတမဏကခိုးနေတာနတ်ဆိုးကအပြင်ခိုးနေတာသူကတခိုးသည်ခိုးခြင်းပြီးရင်ဖြက်စီးမယ်တင်းရဲ့စိတ်ကိုဖြက်စီးမယ်တင်းရဲ့အချိန်တွေကိုဖြက်စီးမယ်တင်းရဲ့အနာဂတ်တွေကိုဖြက်စီးမယ်
ပြီးရင်တော့နောက်ဆုံးတော့အသက်တတ်တဲ့အထိဖြစ်လာတယ်စိတ်ကြယောဂဖြစ်တဲ့လူတွေကကိုတတ်သေတတ်တယ်နော်အများစုကအဲ့ဒါကိုသူတို့တစ်ချိန်လုံးကြည့်ရတာနော်စောက်ထိန်ပေးရတာအဲကြောင့်မို့ကောင်ဆလင်းနဲ့ကောင်ဆလာတွေလိုလာတယ်စိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးမဲ့လူလိုလာတယ်စိတ်ကျမ်းမာရေးအထုခုစေးုံတွေလိုလာတယ်နောက်စိတ်ကိုပြုစုပြောထောင်တဲ့နေရာတွေလိုလာတယ်ဆိုတာနောက်များစွာပေါ်လာတာအဲ့ဒါတကယ်တမ်းအဲ့ဒါဝိညာဉ်ရေးရနဲ့ဆိုင်နေဗျခန္ဓာကိုယ်ပါဆွဲတဲ့ယောဂမဟုတ်ရင်လေဝေဒနာခန္ဓာကိုယ်မှာတော့ယောဂခိတ္တခဏဖြစ်တဲ့အရာကအနာနော်ရေရှည်ဖြစ်နေတဲ့အရာယောဂဝေဒနာဆိုခန္ဓာကိုယ်မှာမဟုတ်စိတ်မှာစိတ်ဝေဒနာအဲ့ဒါဝိညာဉ်ရေးရနဲ့ဆိုင်နေအဲ့တော့နတ်ဆိုးကဒါကိုချောင်းပြီးတော့စတန်ကချောင်းပြီးကျွန်တော်တို့ခိုးဖို့တတ်ဖို့ဖျက်ဆီးဖို့သူကလှက်ပတ်နေတာဖြစ်တယ်ဟောက်တော်ချိန်တဲ့ကဲ့သို့အဘယ်သူကိုမျိုးရအန်နီဟုလှဲ့လေရှာဖွေလျက်ရှိအောင်မလေးအကျန်းစာဖန်ကြောက်ရှာကောင်းလိုက်တာနော်စရန်ဒီဟောက်တော်ချိန်တဲ့ကဲ့သို့ချိန်တဲ့တော့မဟုတ်ချိန်တဲ့ကဲ့သို့ like a lion that's not a real lion နော်ဒါကဟိုချင်းသိအစစ်မှန်တော့မဟုတ်ဘူးချင်းသိအစစ်မှန်တော့ယေရှုခရစ်တော်ပဲချင်းသိနဲ့တိုးသိငယ်တော်ပါ तू ကချင်းသိကဲ့သို့ချင်းသိနဲ့တူတယ်အဘယ်သူကိုမျိုးရအံ့နီဟုလှဲ့လေရှာဖွေလျက်ရှိ၏ဒီကောင်မပေါင်းလို့ခင်ဗျာတားတော်မြတ်သခင်ယေရှုခရစ်တော်ဖျက်လောဝါကတိုင်တရားအသွေးတော်တကူအဖြစ်ခန္ဓာစိတ်ဝိညာဉ်ရွေးနှုတ်ခြင်းကဲ့တင်ခြင်းခံရပြီးကျွန်တော်တို့ရဲ့အဆုံးတစ်နေ့ဟာထာဝရခမည်းတော်ရဲ့အိမ်တော်ရင်ခွင်တော်ထာဝရကာလဝင်စားရမှာစိတ်ချပြီးမှန်တော်လဲဒါအတွက်တော့ပူဇော်မလို့တော့โอเคကြိုက်တဲ့အချိန်ကြိုက်တဲ့နေရာကြိုက်တဲ့ပုံစံနဲ့သွားလိုက်ဗျာဒုံရောက်ပြီပူဇော်မလို့တော့စိတ်ချပြီသို့တော်ညာလေလောကမှာအသက်ရှင်စဉ်ဒီစိတ်ဒီခန္ဓာအဲ့ဒီအရာတွေဘုရားသခင်ရဲ့ကျေးဇူးတော်နဲ့ယေရှုခရစ်တော်ရဲ့ကျေးဇူးတော်နဲ့ဘုရားသခင်မြတ်တာဂိယူနာတန်ရှင်းသောဝိညာဉ်တော်ဖျက်ဗိတ်သိက်တန်ရှင်းသောဝိညာဉ်တော်ဖျက်တကိုးတန်ရှင်းသောဝိညာဉ်တော်ဖျက်အသုံးပြုမှုအလင်းပေးလမ်းပြတွင်တင်မှုထဲမှာလွတ်မြောက်ခြင်းနဲ့ရှင်သန်ဖို့ဟာကျွန်တော်ရဲ့စိတ်နှလုံးဟာနံပါတ်1အရေးကြီးတယ်အဲ့စိတ်နှလုံးထဲမှာ stronghold တွေဒါလည်းခြေကုပ်စခန်းတွေနတ်ဆိုးရဲ့စာတန်ရဲ့ခြေကုပ်စခန်းတွေရှိနေတယ်ရှိတတ်တယ်ကျွန်တော်မပြောဘူးတော့ရှိနေတယ်ဂျန်တဲ့အချိန်ဒီမှာလာမဲ့အပတ်တွေမှာကျွန်တော်ဒီအရာနဲ့ပတ်သက်ပြီးအသေးစိတ်ရုပ်ပုံလေးနဲ့လည်းပြပါအောင်မယ်နော်ဆိုတော့အဲ့ဒီအရာကနေလွတ်မြောက်ဖို့အတွက်ကျွန်တော်တို့ဒီလောကမှာဘုရားသားသမီးယုံကြည်သူနဲ့အသက်ရှင်စင်ကာလတန်ရှင်တော်ဝိညာဉ်တော်ဗိတ်သိက်တကိုးထဲမှာတန်ရှင်တော်ဝိညာဉ်တော်လင်းမေလင်းမြတ်သွန်သင်ခြင်းထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဖယားရဲ့ပို့ဆောင်ခြင်းထဲမှာတန်ရှင်တော်ဝိညာဉ်တော်ဖယားရဲ့တကယ်ပဲသူ့ရဲ့နေပယ်ထဲမှာဝိညာဉ်နေပယ်ဝိညာဉ်ကဘာထဲမှာကျွန်တော်အသက်တာကျင်လည်တတ်ဖို့အတွက်လိုအပ်ပါတယ်ဒီရအတွက်ဆက်လက်ပြီးတော့ဝိညာဉ်တော်ဖော်ပြတဲ့အရာတွေကိုကျွန်တော်ဆက်လက်ခံယူရအောင်လို့ကျွန်တော်အားပေးတိုက်တွန်းလိုပါတယ်ငါသာသင်ဤနှလုံးကိုငါအားပေးလို့ဒီနေ့ဘုရားသခင်ကျွန်တော်တို့ကိုတောင်းဆိုနေပါတယ်မိန့်မာနေပါတယ်နှုတ်ကပတော်ဖြင့်ဘုရားသခင်ရောက်တိုင်းပေါ်မှာဆက်မှန်တဲ့ကောင်းကြီးမင်္ဂလာသွန်လောင်းသက်ရောက်ခံစားနိုင်ပါစေအာမင်ကျေးဇူးတင်တယ်